ဒါကတော့လင်းကွင်းကိုမီနီအိုးဝေလေးနဲ့တွားနေကြတဲ့ကျွန်တော်တို့သားမီး2ယောက်ပါလင်းကွင်းတော့ရောက်ရှိလာပြီဆိုပေမဲ့လင်းတော့ရောက်မလာသေးပါဘူးလင်းကွင်းရောက်တော့အမေကဗိုက်စာလို့ဆိုပြီးသူနဲ့တဲ့မဲ့မုတ်တွေတွားရှာနေတာပါဒါကတော့တစ်စောင်ကို8သိန်းတောင်ပေးဝယ်ထားရတဲ့လက်မှတ်တွေပါညနေ4နာရီခွဲတော့ကျွန်တော်တို့စီးရမယ့်လေယာဉ်ကလေစိတ်တို့ရောက်ရှိလာပါပြီဒါကတော့လေယာဉ်ပေါ်တွားနေခြင်းဖြစ်ပြီးဘွားရဲ့ပထမအဦးဆုံးလေယာဉ်ပေါ်စတက်ပြီးလေယာဉ်စီးရတော့မှာဆိုတော့နည်းနည်းလက်ပြီးစိတ်လဲလှုပ်ရှားနေပါတယ်အမေကိုလေယာဉ်ပေါ်အရင်တက်ခိုင်းခဲ့ပြီးလေယာဉ်ပေါ်ရောက်တော့ထိုင်မဲ့ထိုင်ကုန်တန်းကိုကြောင်တောင်နဲ့လိုက်ရှာနေခဲ့ရပါသေးတယ်ကျွန်တော်အမေကလေယာဉ်တောင်ထွက်တည်ဘူးလေယာဉ်ပေါ်ရောက်တာနဲ့မူးဝေတာကိုစပြီးခန်းစားနေရပါပြီလေယာဉ်ကြီးကတူပြေးလမ်းကြောင်းကြီးပေါ်မှာညင်ညင်ညင်ညောင်းနဲ့စပြီးပြေးနေပါပြီအမေကတော့တူယောဂအခန်းနဲ့စိတ်လဲလှုပ်ရှားကြောက်လဲကြောက်ရင်မူးဝေနေပါတယ်လေဘောတို့တက်သွားပါပြီဗျာအပေါ်စီကနေမြေပြင်ကိုကြည့်ရတဲ့ feeling ကတိတ်ကိုမိုက်တာဆိုတော့လုံးဝညင်းလို့မရအောင်ပါပဲလေမော်တက်ပြီးခဏကြာတော့လေမောင်မစားစရာမုတ်တွေလာပေးလို့စားကျင်စိတ်မရှိပေမဲ့လေဘော်ကအစားအစာဆိုတော့စားဘူးတွေရှိအောင်မျိုးဆိုးခဲ့ပါတယ်ကတော့မုတ်တွေစာဖြိုးတွေတောက်ပြီးသားနေပြီမဲ့အမေကတော့မတောက်ပဲမူးရင်းမူးနေခဲ့ပါတယ်ဒါကတော့လေမှာပါတဲ့အသုံးဆောင်ပစ္စည်းမှန်များကိုလိုက်လံဆက်စုနေတာပါခီးတွေကိုအားနာမိပေမဲ့ကျွန်တော်နားနေကျွန်တော်ဗီဒီယိုထဲပါအောင်ပါရပါမယ်ကြီးမြေပေါ်တို့ဆင်းသက်လာပြီးမန်းလေးလေစိတ်တို့ရောက်ရှိလို့လာခဲ့ပါပြီလေစိတ်ရောက်တာနဲ့မူးနေတဲ့အမေကလေရင်ပေါ်ကနေအရင်ဆုံးရှေ့ကနေထဆင်းသွားပြီးကျွန်တော်ကိုတော့မစောင့်နိုင်တော့ပါဘူးလေရင်ပေါ်ကနေဆင်းတာနဲ့ဘတ်ကားတစ်စီးကလာကြိုတော့အရမ်းမိုက်တာပဲလို့စိတ်ထဲကနေပြောရင်းပျော်ပျော်ကြီးမတ်တက်ရက်စီးခဲ့ပါသေးတယ်နောက်ဆုံးမှာတော့မန်းလေးအပြည်ပြည်ဆိုင်ရာလေစိတ်တို့ရောက်ရှိလာခဲ့ပါပြီလေးစိတ်ထဲရောက်လာပေမဲ့တောကတက်လာတဲ့တာမီ2ယောက်ဖြစ်နေတာကြောင့်ဘယ်သွားပြီးဘာလို့ရမှန်းမသိတဲ့အတွက်ရှက်ကိုရှက်ကန်အောက်တက်နဲ့သူများနောက်လည်းမလိုက်ငါဟာလူမိုက်ဆိုပြီးတွေးကြခုံမှာကောက်ထိုင်ရင်အထုပ်တဲတဲ့လဲလေးကိုသွားယူခဲ့ပါတယ်သူများအထုပ်တွေခက်မမိုက်နဲ့လှည့်ပတ်သွားနေပြီမဲ့ကျွန်တော်အထုပ်ကတော့ zip ရဲပေါက်ထွက်ပြီးအထက်ကဘစ်တွေမထွက်ရုံတမယ်ကျွန်တော်စီရောက်လာခဲ့ပါတယ်ရှက်လုံးတီတော့မှကြောင့်လဲကြီးကိုအမြန်သွင်းပြီးအပေါက်ဝစီပြေးပါတော့တယ်ဒါကတော့အပေါက်ကျန်းနဲ့အဖားရှိရနေရဖြစ်တဲ့ပြည်ကြီးတကွန်ကျွေးဆယ်ကန်ကိုတွားဖို့တက္ကစီရှာနေကြတဲ့တောကတက်ပြီးဆေးလာကူးကြတဲ့သားမီး2ယောက်ပါတက်စီဆရာလည်းတွေ့တော့ကားပေါ်ကိုအထားကြီးကြတဲ့တက်ပြီးအပေါက်ကျန်းနဲ့အဖွားအိမ်စီကိုအစဲခံဖို့တွားပါတော့မယ်ရှုပ်ကလေးလာတော့အပေါက်ကျန်းနဲ့ဖွားကအိမ်ရှိထိထွက်ကြတာဆိုတော့ချစ်ဖို့ကောင်းနေခဲ့ပါတယ်အားပေါက်ကျဲနဲ့ဖွားအိမ်ရောက်ပြီဆိုတော့ဗီဒီယိုလေးကဒီလောက်ပါပဲ